ကိုနိုဝေးသွေးကြားထဲမှာရေပန်းစားရတဲ့ Soul Origin ဒီ project လေးရဆိုရင် BTS bearing ရထားစီခြင်းနားမှာတည်ရှိပြီးတော့မှ bearing ၄ခုပါတဲ့ low ride ကိုနိုမျိုးစားပဲဖြစ်ပါတယ်2028နှစ်စပိုင်းလောက်မှာဆောက်လုပ်ပြီးစီးမှာပဲဖြစ်ပါတယ်29 square meter 1 bedroom ခန်းဖြစ်ပါတယ်အခန်းထဲကိုဝင်လိုက်တာနဲ့ living area ရှိမယ်ဆက်သွားလိုက်မယ်ဆိုရင် bedroom ခန်းရှိမယ် living area နဲ့ bedroom ခန်းကို spray လုပ်ထားပေးပါတယ်ဘေးမှာကဘေကုံနဲ့တွဲရပါတဲ့ spray kitchen နဲ့ရေရှုခန်းအိမ်သာပါမယ်နောက်ထပ်ပြပေးမယ့်အခန်းကတော့ 1 bedroom ခန်းပါပဲအခန်းဖွဲ့စည်းပုံကနည်းနည်းတော့ကွာမယ်ဝင်ချင်း living area ရှိမယ်ဆက်သွားလိုက်မယ်ဆိုရင်ဘေကုံနဲ့တွဲရပါတဲ့ kitchen ရှိမယ်ဒီဘက်ချမ်းမှာကရေရှုခန်းအိမ်သာတွဲရပါတဲ့ bedroom ခန်းရှိပါမယ်ကျွန်တော်နောက်ဆုံးပြပေးမယ့်အခန်းကတော့ 1 bedroom plus အခန်းဖြစ်ပါတယ်အခန်းထဲကိုဝင်ချင်းမှာ spray kitchen ရှိမယ်ဆက်သွားလိုက်မယ်ဆိုရင် living area ရှိမယ်1 bed plus အခန်းဖြစ်တဲ့အတွက်အပိုတစ်ခန်းပါမယ်ဒီဘက်ချမ်းမှာဆိုရင်ဘေကုံနဲ့တွဲရပါတဲ့ bedroom ခန်းရှိမယ်ဘေးမှာကရေရှုခန်းအိမ်သာရှိပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်